မင်္ဂလာပါရှယ်ရီဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ butterfly hack လို့ခေါ်တဲ့လိပ်ပြာပုံစံပွေ့ဖက်ခြင်းအကြောင်းပြီးဖြစ်ပါတယ်လိပ်ပြာပုံစံပွေ့ဖက်ခြင်းဆိုတာကလက်နှစ်ဖက်ကိုဆန့်ကျင်ဘက်ပခုံးပေါ်မှာတင်ပြီးတော့လိပ်ပြာလေးကလေအတောင်ပံခတ်နေတယ်လို့မျိုးပခုံးကိုဖြည်းဖြည်းချင်းညင်တသားလေးပုတ်ပေးနေခြင်းနဲ့မိမိကိုယ်ကိုလက်သိမ့်မှုပေးတဲ့ရိုးရှင်းတဲ့စိတ်ကိုယ်လေးတည်ငြိမ်စေတဲ့နီလန်းလေးတစ်ခုဖြစ်ပါတယ်ရှယ်ရီတို့တွေဒါဆိုရင်ဒီလေ့ကျင့်ခန်းလေးပေါ့လိပ်ပြာပုံစံပွေ့ဖက်ခြင်းလေ့ကျင့်ခန်းလေးကိုစပြီးလုပ်ကြည့်လိုက်ကြရအောင်လေနော်ရှယ်ရီတို့တွေဒါလေးကိုမစခင်မှာကိုတက်တောင့်တက်တာဖြစ်တဲ့နေရာလေးတစ်ခုမှာအရင်နေလိုက်ကြရအောင်လေနော်ပြီးရင်ကိုယ့်အတွက်ကထိုင်တာလေးကအဆင်ပြေရဆိုရင်လည်းထိုင်လိုက်လို့ရပါတယ်ကိုယ့်ရဲ့ခြေထောက်တွေကိုလည်းအဆင်ပြေတက်တောင့်တက်တာဖြစ်တဲ့နေရာလေးမှာလည်းထားလို့ရပါတယ်အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လုပ်လိုက်ကြည့်ပါစင်သစ်ဖြစ်ပြီဆိုရင်ရှယ်ရီရိုးစားလိုက်ကြရအောင်လေနော်ရှင်ဘက်ပေါ်မှာကိုယ့်ရဲ့လက်နှစ်ဖက်ကိုရှက်တင်လိုက်ပြီးတော့လက်မောင်းတစ်ဖက်တစ်ချက်စီပေါ်မှာလက်ကလေးကိုတင်ထားလိုက်ပါအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါရှူထုတ်လိုက်တဲ့အခါမှာလက်မောင်းကိုဖြည်းဖြည်းချင်းစပြီးပုတ်ပေးပါပုတ်တာကလည်းညင်ညင်သာသာလေးဖြစ်ရပါမယ်အရန်လေးမြန်စရာမလိုသလိုဖြည်းဖြည်းလေးနဲ့မှန်မှန်လေးပုတ်ပေးနေရပါပြီပုတ်နေရင်လည်းမိမိရဲ့အရှူခြင်းကိုလည်းအာရုံစိုက်ပေးပါဖြည်းဖြည်းချင်းရှူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပေးပါရှူသွင်းလိုက်တိုင်းမှာခန္ဓာကိုယ်ရဲ့လေတွေဖြည့်ဝင်သွားတာကိုခံစားပါရှူထုတ်လိုက်တိုင်းမှာလည်းစိတ်ဖိစီးမှုတွေတင်းကျပ်မှုတွေကိုတခါတည်းလွတ်ထုတ်လိုက်တဲ့လိုမျိုးစိတ်ကူးရင်ကြည့်ပြီးတော့ရှူထုတ်လိုက်ပါကိုယ့်ရဲ့လက်ကလေးတွေကိုလည်းဆက်ပြီးတော့ပုတ်ပေးနေပါကိုယ့်ရဲ့အသက်ရှူနေတဲ့အနေအထားနဲ့လက်မောင်းပေါ်မှာရှိတဲ့နူးညံ့တဲ့ခံစားချက်လေးကိုအာရုံစိုက်ကြည့်ပေးပါစိတ်ကပြန့်လွင့်သွားတဲ့ချိန်ကျရင်လေကိုယ့်ရဲ့အသက်ရှူနေတာလေးနဲ့လက်မောင်းပုတ်နေတာလေးကိုပြန်ပြီးတော့အာရုံစိုက်ကြည့်ပေးပါနော်ရှူသွင်းရှူထုတ်နေရင်လည်းကိုယ်တကယ်ဘာခံစားနေရတာလဲဆိုတာလေးကိုလည်းသတိထားကြည့်ပေးပါအခုဒီအခြေအနေလေးမှာဆိုရင်ရှယ်ရီတို့တွေကအလုံးကြုံနေတယ်ရှယ်ရီတို့ရဲ့အခြေအနေတွေကတည်ငြိမ်နေတယ်ဒီနေရာလေးမှာပဲလုံလုံခြုံခြုံနဲ့ဒီအတိုင်းလေးပဲတည်ရှိနေပါတယ်ဆိုတာလေးကိုသတိထားကြည့်ပါအစင်သစ်ဖြစ်ပြီဆိုရင်ကိုယ့်ရဲ့လက်တွေကိုဘေးဘက်ကိုချထားလိုက်ပါဒီလေးချိန်ခံလေးအပြီးမှာရှယ်ရီတို့တွေဘယ်လိုခံစားနေရတာလဲဆိုတာလေးကိုလည်းပြန်ပြီးသုံးသပ်ဖို့အချိန်လေးပေးပေးပါနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အပြောင်းအလဲတွေအကုန်လုံးကိုလည်းသတိထားကြည့်ပေးပါဒါတွေအကုန်လုံးကမြန်မြန်လုပ်စရာမလိုပါဘူးအချိန်ယူပြီးတော့အေးအေးဆေးဆေးလေးလုပ်ကြည့်ပေးပါနော်ခုနကရှယ်ရီတို့လုပ်ခဲ့တဲ့ exercise တွေကတော့ကိုယ်စိတ်ကိုတည်ငြိမ်စေပြီးတော့ကိုယ့်ကိုဂရုစိုက်ပေးခြင်းရဲ့အလေးထားတစ်ခုပဲဖြစ်ပါတယ်ရှယ်ရီတို့တွေတနေ့တာမှလည်းအရန်နေစိတ်ဖိစီးနေပြီးစိတ်ရောလူရောပင်ပန်းရတယ်ကိုပြန်ထိန်းချုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချိန်တွေမှာဒီလေးချိန်ခန်းလေးကိုလုပ်လို့ရပါတယ်ရှယ်ရီတို့အကုန်လုံးမှတ်ထားရမှာတစ်ခုကရှယ်ရီတို့အားလုံးကလေတနေ့တာမှာရှယ်ရီတို့တက်နိုင်တဲ့လောက်အကုန်လုံးအကောင်းဆုံးကိုစူးစမ်းပြီးနေထိုင်နေတယ်ဆိုတာပါပဲဒါကြောင့်မလို့ရှယ်ရီတို့နားဖို့နဲ့ကိုဂရုစိုက်ဖို့အတွက်ကလည်းရေးကြည့်ပြီးတော့ထိုက်တန်ပါတယ်ရှယ်ရီရဲ့ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်ပတ်တွင်မှလည်းဗာလေးပြောသွားမယ်ဆိုတာလေးကိုဆက်ပြီးနားထောင်ကြည့်ပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်ရှယ်ရီပါရှင်